ဒီနေ့ကြားကူကိုကျူးရှင်စကားကြီးတွေ့လာဖို့ reaction လုပ်ပါမယ်ခင်ဗျာကိုင်းနဲ့ရှိရသမားဒီဇာတ်လမ်းမှာပဝင်တူးဆောင်ထားကြသူများကတော့မြင့်မြတ်ဖြုံးငွေဆိုခင်လိုက်ရဲရဲအောင်တင်မောင်ဆမ်းမင်းဝင်မာကြီးဆိုပေါ်ပြီးဆာဆာတို့ဖြစ်ကြသွေးဆက်တယ်ပြန်ပေးဆက်ကဲကောင်းတယ်ကွာရမ်းမိုက်တယ်မင်းကဲဖုန်ကြောင်နှစ်ယောက်တော့ရောက်လာပြီဘယ်သူတွေဖြစ်မယ်ထင်တယ်တစ်ချက်ရှိုးကြည့်အောင်ဒါကကိုရုပ်ရှင်လောကရဲ့တကယ်ထိတ်တန်းပရိသတ်ကြီးမြောက်ဒါကိုဘူမန်တဲ့ဒါတော့ကိုရွှေစန်းတဲ့อ๋อဟုတ်တွေ့ရဝမ်းသာပါတယ်ဒါကျွန်တော်အစ်စ်တင်နေတဲ့မင်းသမီးလေးနာမည်ကငူပါတဲ့ကြီးဟာသာ item ဟာသာပြက်လုံးဂီး item တော့ခင်လိုင်းရဲ့အကျွမ်းကျင်ပိုင်နိုင်ဆုံးတရုပ်ဆောင်ခြင်းလို့ကျွန်တော်ပြောမှာဖြစ်ပါတယ်ကြီးဟာဆက်နေတာအရှင်လားခင်ဗျာဟိုကအကောင်းဖျက်စူးစမ်းပါမယ်နော်ဘောစီကိုကြီးကိုအဲ့လိုဘောစီလို့မခေါ်ပဲနဲ့ကိုကြီးလို့ခေါ်နိုင်အောင်ကဲတခါလေးခေါ်ကြည့်လိုက်ဘောကြီးလို့ဘောကြီးကဲကောင်းတယ်ဖုန်ကြောင်ခြင်းထိပြီပေါ့မင်းသားနဲ့မင်းသမီးကိုမောင်နှမအရင်နေလို့ကြောင်းပြီနော်ဟုတ်ပြီကဒီဇလန်မှာမင်းသားနဲ့မင်းသမီးနဲ့ချစ်သူတွေမဟုတ်တော့ဘူးထိုက်ထိုင်အဲ့ကိစ္စကိုရှင်းဘာလို့ပြောင်းလိုက်တာလဲငါပြောင်းတာကွာဘာဖြစ်လဲကျွန်တော်တို့အမှုပညာရှင်တွေကငွေတစ်ခုပဲကြီးလို့မရဘူးနာမည်တွေဂုဏ်သိက္ခာတွေအမှုပညာတွေအကုန်ကြီးရတာဗျအဲ့လောက်တော့မှအမှုပညာကိုချစ်နေအလကားရိုက်လေကဲရုပ်ရှင်အမှုပညာကိုချင်းမြန်လို့တဲ့မင်းသားမင်းသမီးများညမြပြောသလိုပဲအလကားရိုက်ပြီးလိုက်ပါဗျခုရိုက်နေတဲ့ကားလေးကိုအစီအစဉ်နဲ့ပြီးတော့ညှိနှံနေလို့ပြီးတော့ရိုက်လိုက်ကြပါဗျာအပြောင်းညောင်လို့တောင်းပန်ပါတယ်ဟိုဘောစီကဘာဖြစ်လို့အဲ့ဒုံးနဲ့ရိုက်တဲ့အခန်းကိုထည့်တာလဲဇက်နာအောင်ဒီဇာတ်လမ်းမှာမြင့်မြတ်ကဖုန်လဲကြောင်တယ်သူများကိုဒုက္ခတွေလိုက်ပေးတယ်သူများကိုခြုံတွန်းလဲလုပ်တယ်တစ်ချက်ရှိုးလိုက်အဲ့ဒီကကျုပ်စိန်ကြီးလားဟာတကယ်ကွဲသွားတာဗျမှုပါလေကိုကျွန်တော်တိုက်မှာချုပ်မယ်ရုပ်ရှင်မို့ပဲအပြင်မှာ producer တွေဒီလိုပဲဖုန်ကြောင်လာပြီပြိတ္တကြီးတီးပြောခဲ့ပါဦးအဲ့စိတ်ကမှလို့ပါမှာဟုတ်ဘူးလေခေါင်းဆောင်မင်းသမီးတင်မယ်ဗျာတကယ်ခင်ဗျာရင်တော့မော်ဒယ်မာလေးတယောက်ကိုလည်းအဲ့လိုခေါင်းဆောင်မင်းသမီးတင်လို့လေခင်ဗျားမိမမတ်မှုနဲ့ပြဿနာအကြီးကျယ်တက်တာလေမေ့ဝါကြီးလားဟိုရေဘူးလို့မြင်တာဘာဖြစ်လို့တော့လန့်ရတာလဲကဲခင်လိုက်မင်းဖုန်ကြောင်တော့မိုင်းဆိုးရဲ့လက်ဒီခံစားရပြီပေါ့ကွာလာအိမ်ပြန်မယ်အပြန်ကြီးသိကြလားသိကြတယ်မမွေသူကရင်ကောင်းမဟုတ်ဘူးတဲ့ချင်းတဲ့အသေးခံစုံပါတဲ့မမြင်ဘူးကဘူးရမ်းမသိဒီကမိုးချင်းခေါင်းစောက်မယ်ပေါ့ဟာပေါ့ကဲရင်ကောင်မဟုတ်ဘူးချင်းအသေးဆုတ်ချင်တဲ့ခင်လိုက်ဒုတိယကြိမ်ကလက်သီးစွမ်းစားလိုက်ရပေခောက်မယ်ပေါ့မစ်ယောမင်းတို့နားနေချိန်မှာတကယ်နားကအဖြစ်ပေါ့အဖြစ်နားမင်းသားရဲရဲအောင်နဲ့မင်းသမီးပေါ်ပြီးစားတာတော့တရုပ်ဆောင်ချက်ကတော့အထူးကောင်းပါလေကြိုက်ပါတယ်ကျွန်တော်ဒီကိစ္စမင်းသားနဲ့ဒိုင်တာနဲ့ပေါင်းမိကြံစည်ဆိုအတိတာကြီးပဲခင်ဗျာဒါအထိတက်နေပြီမင်းသားအကွက်ရွှေမယ်ဆိုရင်လေကလေးကလားကောတည်းမရှိပါနဲ့ဗျာရွှေချင်ကျုပ်တို့ဒဲရွှေနော်ညမြက်ကမင်းသမီးကိုဒဲကြောင်တာနော်ရဲရဲအောင်မင်းနားလိုက်လို့ရတယ်ဟုတ်လားအဲ့လိုမရဘူးလေတချီမဖြစ်တဲ့ငါရဲ့ချစ်ကံဖြစ်အပြင်မှာတကြီးတဲ့ဘေးတွေနဲ့တူပဲနဲ့တူတယ်ပတ်စံနဲ့များပြီးတော့ဖွန်ကြောင်တာလေကြောင်ချက်ကနိုင်မယ် baby တို့လိုရာပြောချင်မစိတ်တိုင်းကြဖြစ်မဲ့ clear mood I'm your sugar daddy I'm your sugar daddy what you want what you do everything for you baby ရာကူကိုယူရှင်စကားကြီးကြည်စရာဟာတာအချစ်ဇာတ်လမ်းကားလေးဖြစ်ပါတယ်နေ့ချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဇာတ်လမ်းမှာဘော်ဘီဆာဆာရဲ့တရုပ်ဆောင်ချက်ကိုကျွန်တော်အကြိုက်ဆုံးပါ